ပြတ်နေတဲ့ LED မီးသီးပေါ်ကိုလျှက်စစ်တိတ်လေးကတ်လိုက်တာနဲ့အစ်စ်အတိုင်းပြန်လင်းလာတာပဲကျွန်တော်ဒါကိုသိပြီးတဲ့နောက်ပြတ်နေတဲ့မီးသီးတွေကိုအမိုက်ပုံနဲ့ဘတော်မှပြန်မပြတ်တော့ပါဘူးနော်အတွေ့အကြုံရှိတဲ့လျှက်စစ်ပညာရှင်တယောက်ကကျွန်တော်ကိုဒီလိုကောင်းတဲ့လှည့်ကွက်လေးကိုပြပေးခဲ့ပြီးတော့ LED မီးသီးတွေဘာကြောင့်ဒီလောက်မြန်ပြတ်ရတာလဲဆိုတဲ့အကြောင်းရင်းအမှန်ကိုလည်းဖော်ထုတ်ပြောပြခဲ့တာပေါ့ကဲနော်အဆုံးထိကျွန်တော်နဲ့အတူတူရှိနေပေးပါဦးဘာလို့လဲဆိုတော့အားလုံးကိုအသေးစိတ်ပြောပြပေးမယ်လို့ဂရုပေးထားတာပဲလေပထမဆုံးအနေနဲ့ဒါကအလုံးမလုံးဘူးလို့မထင်စေချင်လို့တကယ်ပြတ်နေတဲ့ဒီမီးသီးနဲ့ပဲစမ်းသပ်မှုလေးတွေလုပ်ကြည့်ရအောင်နော်တေချာအောင်လို့ပေါ့တွေ့ရတဲ့အတိုင်းပဲသူကမလင်းတော့ပါဘူးနော်ပုံမှန်အားဖြင့်တော့မီးသီးတွေပြတ်သွားတယ်ဆိုရင်အကြောင်းရင်းကရိုးရိုးလေးပါပဲပိုအားအတက်အကျကအရန်နှိမ့်နေတာဒါမှမဟုတ်အရန်မြင့်နေတာဖြစ်လောက်တာပေါ့တခါတလေကျတော့တက်စီမှုမမှန်တာကလည်းမီးသီးတွေကိုအရန်မြန်ပြတ်စီးသွားအောင်လုပ်လိုက်တာမျိုးလည်းဖြစ်သွားတာမျိုးရှိတတ်တာပေါ့နော်ဒီလွေကူတဲ့နီလန်းလေးကိုတင်တက်သွားပြီဆိုရင်မီးလောင်ထားတဲ့မီးသီးတွေကိုနောက်ထပ်ဘယ်တော့မှလွှင့်ပစ်ချင်တော့မှာမဟုတ်ဘူးနော်အမိုက်ပုံးထဲမှာဒီလိုမီးသီးမျိုးကိုမြင်လိုက်တာနဲ့ကိုပြီးပြီးပြင်ချင်းစိတ်ပေါက်သွားမှာပါတကယ်ကိုလွယ်လေးလုပ်လို့ရတာပါဒီမီးသီးတွေကလောင်နေပြီဆိုတာသိထားပြီးပြီဆိုတော့မီးသီးထုတ်တဲ့ကုမ္ပဏီတွေကခင်ဗျားတို့ကိုမသိစေချင်တဲ့လိဝက်ချက်ကြီးကိုကျွန်တော်ပြောပြမယ်နော်ဒီမှာမြင်ရတဲ့အတိုင်းပဲဒီအပြင်ဘက်ကအပိုင်းလေးက acrylic နဲ့လုပ်ထားတာဆိုတော့ပြင်ဆင်ဖို့အတွက်အလွယ်တကူဖြုတ်လို့ရပါတယ်နော်ခင်ဗျားဓာတ်တစ်ချောင်းပဲလို့တာပါပြီးရင်မီးသီးကိုဒီလိုလေးလှည့်လိုက်ရုံပါပဲဒီနီလန်းလေးကအရန်ရိုးရှင်းလွယ်ကူတာမို့ဘာတူးမဆိုအိမ်မှာပဲကိုယ်တိုင်ပတ်စံတပြားမှမကုန်ပဲလုပ်လို့ရပါတယ်ဒါတွေကတော့မီးသီးရဲ့ LED မီးလုံးလေးတွေပါပဲသူတို့ကအတူတူအလုပ်လုပ်ကြတာပေါ့နော်တလုံးလောက်လောင်သွားပြီဆိုရင်ကျန်တဲ့ဟာတွေအားလုံးကပါအလုပ်မလုပ်တော့တာမျိုးဖြစ်သွားတတ်ပါတယ်ဒါဆိုဘေးမီးလုံးကလောင်သွားတာလေးဆိုတာကိုသိဖို့မီးသီးကိုပလက်ပေါက်တွေထိုးထည့်လိုက်ရုံပါပဲနော်အဲ့ဒီလိုနှုတ်ပြီးပြီဆိုတာနဲ့ဒီလုပ်ငန်းအတွက်လုံခြုံတဲ့ကိရိယာလေးတစ်ခုကိုအရင်ဆုံးလုပ်ကြမယ်နော်ဒီအတွက်ဇာကနာရဲ့လျှက်စစ်တိတ်ရဲ့လိုပါလိမ့်မယ်ပြီးရင်အဲ့ဒီတိတ်ကိုဇာကနာရဲ့ထိပ်ဖြားနားလေးတွေမှာဓာတ်လိုက်မှကိုကာကွယ်ဖို့ပတ်ထားလိုက်ပါနောက်တစ်ခုကမီးလောင်နေတဲ့ LED ကိုရှာဖို့ဇာကနာရဲ့အစွန်းနှစ်ဖက်ကို LED ဘေးနားလေးတွေကိုထိကြည့်ရုံပါပဲအဲ့ဒီခါမီးလင်းလာတဲ့ LED ကမီးလောင်ထားတာဖြစ်လို့ပြင်ရမယ်ဟာပေါ့ဒါဆိုရင်ဓာတ်တစ်ချောင်းထက်လို့ပါလိမ့်မယ်ပြီးရင်အဲ့ဒီရှာဖွေတွေ့ရှိထားတဲ့ LED ကိုဖယ်ရှားလိုက်ကြတာပေါ့ဒါဆိုဒီလိုပုံစံလေးဖြစ်သွားပါလိမ့်မယ်အဲ့ဒါဒီပြီးသွားပြီဆိုရင်တော့အလူမီနီယမ်သတ္တုပြားတေးသေးလေးတစ်ချက်ယူပြီးတော့ကတ်ကြီးနဲ့မီးလုံးရဲ့ LED အရွယ်စားလောက်တေးသေးလေးဖြစ်အောင်ဖြတ်လိုက်ပါပြီးရင်လျှက်စစ်တိတ်တစ်ပိုင်းယူပြီးတော့အဲ့ဒီလိုပဲဆက်လုပ်သွားလိုက်ပါအခုဆိုရင်တော့အလူမီနီယမ်သတ္တုပြားလေးကိုလျှက်စစ်တိတ်ပေါ်မှာလွယ်လေးတင်လိုက်ရုံပါပဲဒီကြံလေးကိုစမ်းသုံးကြည့်မယ်ဆိုရင်ကိုမျိုးနာမည်လေးကိုအောက်က comment မှာရေးသွားပေးပါဦးနော်ကျွန်တော်တို့အိမ်မှာဆိုရင်တော့ဒီလိုပဲအမြဲလုပ်တာဆိုတော့မီးသီးအတွက်ပတ်စံတပြားမှထပ်မကုန်တော့တာကြာပြီဗျပထမဆုံးအနေနဲ့မီးသီးကိုအရင်ဖြုတ်လိုက်ပါပြီးရင်တော့ကျွန်တော်တို့ဖြုတ်ထားတဲ့ LED ပေါ်မှာလျှက်စစ်တိတ်နဲ့အလူမီနီယမ်သတ္တုပြားကိုကတ်လိုက်ရုံပါပဲမသိသေးတဲ့သူတွေအတွက်ပြောရရင်တော့အလူမီနီယမ်သတ္တုပြားကလျှက်စစ်တက်လိုက်တဲ့ပစ္စည်းဖြစ်လို့ LED တွေအားလုံးကိုပြန်ပြီးအလုပ်လုပ်နိုင်အောင်ကူညီပေးတာပါဒီလိုနဲ့မီးသီးရဲ့ဝါယာကြိုးတွေပြန်ချိတ်ဆက်ပြီးအလုပ်လုပ်သွားတာပေါ့နော်ကဲအခုတော့အဖုံးပြန်တက်ပြီးဒီနီးလန်းကတကယ်အလုပ်လုပ်တယ်ဆိုတာတက်တည်ပြပေးပါမယ်နော်မီးသီးတွေခဏလောင်လို့ဝယ်ဖို့ပတ်စံမရှိတဲ့သူတွေအတွက်တော့ဒါကအများကြီးအထောက်အကူဖြစ်စေမှာပါဒီအမခန်းနီလန်းလေးကိုကြည့်လိုက်ပါဦးဒါကမီးသီးအဟောင်းပဲဆိုတာတက်တည်ပြဖို့ကျွန်တော်တို့ခုနကပြင်ထားတာကိုပြန်ဖြုတ်ပြီးဒီတိုင်းပဲပြန်တက်ပြပါမယ်နော်တကယ်ကိုအမခန်းပါပဲဗျဒီလိုဆိုရင်တော့ LED မီးသီးတွေကိုနောက်ထပ်ဘယ်တော့မှလွှင့်ပစ်စရာမလိုတော့ဘူးပေါ့အားလုံးပဲ chicken လေးစားစွာနဲ့နောက်ထပ်ဗီဒီယိုတစ်ခုမှပြန်တွေ့ကြမယ်နော်